လူများစုမနက်ခင်းမှာအိယာနိုးပြီးနေ့တစ်ကိုစတင်နေခြင်းတချို့လူတွေကတော့မြေပြင်ပေါ်မှာမဟုတ်ပဲတိမ်တွေနဲ့နီးစပ်တဲ့အမြင့်ဆုံးနေရာကိုတက်လန်းနေကြပါတယ်သူတို့ဟာနမေကြီးသူတွေမဟုတ်ဘူးလူသိများတဲ့သူရဲကောင်းတွေလည်းမဟုတ်ဘူးဒါပေမဲ့လူတိုင်းရဲ့အိမ်မီလင်းစေဖို့အသက်အန္တရာယ်ကြားကနေနေတိုင်းတာဝန်ထမ်းဆောင်နေတဲ့လျှက်စစ်တပ်အားလိုင်းတာဝါတိုင်းအလုပ်သမားတွေပါမီတာယာချီမြင့်နေတာဝါတိုင်းပေါ်ကိုတက်ရတာဟာလွယ်ကူတဲ့အလုပ်မဟုတ်ပါဘူးခြေလန်းတလန်းမသွားရင်အသက်အန္တရာယ်ရှိနိုင်တယ်လို့လေပြင်းတိုက်ချိန်မိုးရွာချိန်နေရောင်ပူပြင်းချိန်တွေမှာပါအလုပ်လုပ်ရပါတယ်ဒါပေမဲ့သူတို့နောက်မဆုတ်ကြဘူးဘာကြောင့်လဲဆိုတော့သူတို့သိတယ်သူတို့ရက်လိုက်ရင်မြို့တစ်မြို့အမောင်ကျနိုင်တယ်ဆိုတာအမြင့်ကြီးပေါ်မှာကျိုးရန်တစ်ချောင်းကိုကင်ပြီးတစ်ဖက်ကနေတစ်ဖက်ကိုရှောက်သွားရတဲ့အချိန်အောက်ကိုကြည့်လိုက်ရင်6နဲ့ကြီးလို့မြင်နေရတတ်တယ်ဒါပေမဲ့သူတို့မျက်လုံးထဲမှာကြောက်ရွံ့မှုထက်တာဝန်ယူမှုကပိုများနေရဲ့လက်တစ်ဖက်ကကိုယ့်တက်ကိုထိန်းထားရတယ်လို့ကျန်တဲ့လက်တစ်ဖက်ကလူတန်းပေါင်းများစွာရဲ့အလင်းရောင်ကိုထိန်းထားတာပါတချို့ရက်တွေမှာနေပူလုံးလို့ချွေးတွေရွှဲနေတယ်တချို့ရက်တွေမှာလေပြင်းလုံးလို့ကိုယ်တောင်ရိမ့်သွားတတ်တယ်ဒါပေမဲ့သူတို့မပြောကြဘူးမီးညူကြဘူးဘာကြောင့်လဲဆိုတော့ဒီအလုပ်ဟာလစာတစ်ခုအတွက်တင်မဟုတ်ပဲလူတွေပုံမှန်ဘဝနေရဖို့အရေးကြီးတဲ့တာဝန်တစ်ခုဖြစ်လို့ပါညနေပိုင်းအလုပ်ပြီးချိန်မှာမြေပြင်ပေါ်ပြန်ဆင်းလာတဲ့အခါသူတို့မျက်နှာပေါ်မှာပင်ပန်းမှုရှိပေမဲ့ကျေနပ်မှုလည်းရှိနေရဲ့အိမ်မှာစောင့်နေတဲ့မိသားစုကိုတတိရတယ်ဒီနေ့လည်းလုံလုံကြုံကြုံပြန်လာနိုင်ခဲ့ပြီဆိုတဲ့ဝမ်းသာမှုရှိတယ်လူတိုင်းကမိကလုတ်တစ်ချက်နှိပ်ပြီးအလင်းရောင်ရတဲ့အချိန်